အခုမှငါးစာမွေးမယ်ပကနာရီအတွက်အကျန်းခံတဲ့ငါး၃မျိုးနဲ့မွေးလို့အကောင်းဆုံးမွေးတဲ့နဲ့ငါး၃မျိုးကိုပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါ brother တို့ကြီးကျွန်တော်ကတော့မြန်မာပဒါကင်းရဲ့စိုင်းပိုင်ရှင်ကိုရဲရင်ပဲဖြစ်ပါတယ်ခုနလိုကျွန်တော်တို့အခုမှစပြီးတော့မွေးမဲ့ပကနာလေးတွေအတွက်ဘလို့ငါးလေးတွေမွေးတဲ့လဲဘလို့ငါးလေးတွေကမွေးရလွယ်ပြီလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကဲကျွန်တော်အခုပြောမယ်ငါးလေးတွေကအောက်ဆီဂျင်ပေးပြီးမွေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူကြီးမရှိမှာအောက်ဆီဂျင်မရှိဘူးဆိုရင်တော့အောက်ဆီဂျင်မရှိတဲ့ငါးဖိုက်တာကိုရွေးချယ်ဖို့အကြံပေးပါကဲအဲ့ဒါလေးခဏထားပါအောင်ခဏထားပါအောင်ဒါဆိုရင်အောက်ဆီဂျင်ရှိတဲ့သူတွေအတွက်ရွေးချယ်ပြီးတော့မွေးတဲ့ငါး၃မျိုးကိုကျွန်တော်ပြောပြပေးပါမယ်နံပါတ်1အနေနဲ့ကတော့ကာလာထွာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကာလာထွာလေးတွေကကျွန်တော်တို့အယောင်အသွေးစုံနေနဲ့ကာလာအနေနဲ့ရလဲ8ရောင်နဲ့9ရောင်လောက်ကြီးကိုလာတယ်ပြီးွားရင်ဒီငါးလေးတွေကအုပ်လိုက်နေတဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လွယ်တကူမွေးလို့ရပါတယ်အကျန်းပဒံလည်းတအားခံပါတယ်နံပါတ်2ဒီငါးလေးကတော့မော်လီဖြစ်ပါတယ်ဒီငါးလေးကိုမွေးမယ်ဆိုရင်လည်းအောက်ဆီဂျင်လိုအပ်တာဖြစ်ပြီးတော့ဒီငါးလေးတွေကအကောင်လေးတွေလည်းပေါက်တတ်ပါသေးတယ်ပြီးတော့ဒီငါးလေးတွေကလည်းတအားချစ်ဖို့ကောင်းပါတယ်အယောင်အသွေးအနေနဲ့လည်းအမျိုးအစားလေးတွေအလိုက်လာပါသေးတယ်ပြီးတော့ဒီကောင်လေးမှာအပုရဲ့အရှိရဲ့ဆိုပြီးတော့လည်းလာပါသေးတယ်နံပါတ်3အနေနဲ့ကတော့ဂပီဖစ်လေးတွေဖြစ်ပါတယ်ဒီဂပီလေးတွေကလည်းခုနပြောခဲ့တဲ့မော်လီလိုပဲအကောင်လေးတွေပေါက်တာဖြစ်ပါတယ်ပြီးတော့ဒီကောင်လေးတွေကအကျန်းခံပါတယ်အကျန်းခံတယ်ဆိုပေမဲ့ရေကိုတော့အတူဂယူးဆိုင်ဖို့တော့လိုအပ်ပါဖန်စီငါးလေးတွေဖြစ်တဲ့တကြောင်မို့လို့ငါးတော်တော်များများနဲ့လည်းရောမွေးလို့ရတယ်ပေါ့နော်ဒါဆိုရင်အခုမှစမှုမဲ့သူတွေအတွက်ဘယ်ငါးလေးတွေကရွေးချယ်တင်နေဆိုတာကိုနည်းနည်းသိမယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အကျိုးရှိရဆိုရင် like and share လုပ်ပေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ